ပရိသတ်ကိုပုံလေးနဲ့တကွ surprise တိုက်လိုက်တဲ့မေပချီမင်္ဂလာပါပရိသတ်ကြီးရှင်ရုပ်ရှင်သရုပ်ဆောင်မေပချီဟာဆိုရင်ဒီကနေ့အောက်တိုဘာ10ရက်နေ့မှာ I6 ရက်ဆိုတဲ့စာသားနဲ့အတူလူမှုကွန်ရက် social media ပေါ်မှာကြီးညာခဲ့ပြီးပဲဖြစ်ပါတယ်။အရန်ခမ်းနားလွန်းနဲ့အဖြူရောင်ဖန်းခင်းထဲမှာ romantic sense စွာ propose လုပ်ခံခဲ့ရတဲ့ပုံရိပ်တွေကိုတင်ဆက်ပေးလိုက်ပါရရှင်။ Is a number that comes to my head when I think of all the years I wanna be with you. Wake up every morning with you in my bed. That's precisely what I plan to do. And you know what